you are 21 IQ တင်မယ်ကျွန်တော်ဒီနေ့ပေါ့နော်စာအုပ်တို့ဝဲလာဟောင်းဆိုင်ရတယ်စာအုပ်ကစာအုပ်ရောင်းဆိုင် IQ တက်တယ်ပေါ့နော်စာအုပ်ရောင်းဆိုင်ဦးလေးကတော့ဘလို့ IQ တက်တာလဲဆိုတော့ဒီသူ့ဒီမှာစာအုပ်တွေရှိရဗျာသူကစာဖတ်ချင်စီချင်တာဆိုတော့ငှားတာဒါပေမဲ့ငှားတာရောင်းတာရုံမှာတွဲသွားပေါ့နော်ကျွန်တော်ဒီစာအုပ်ပေါ့နော်စာအုပ်ကသမတ10ဆောင်တွဲပေါ့နော်အဲ့ဒါကရန်ကုန်ပုံနှိပ်တိုက်ကထုတ်တာမဟုတ်မန်းလေးပြန်ပုံနှိပ်တဲ့ဟာပေါ့နော်ဒီအတွင်းသားလေးဆိုတော့ဟိုရင်တော့ရှေးအောင်စာအုပ်လေးပေါ့နော်အဲ့တော့ဒီစာအုပ်ကိုအပိုင်ယူသွားရင်ငါတော့သူ့စီမှာတစ်လအတွင်းပြန်အပ်တယ်ဆိုလို့ရင်ဖက်ခတ်1000ပဲပြီး4000ပြန်ပြီးရပေါ့ဆိုတော့တပိုးစင်9000သူ့စီငွေစပေါ်9000ထားခဲ့တဲ့ပုံစံမျိုးဒါပေမဲ့စာအုပ်ကိုအပိုင်ယူရင်လည်းယူသွား9000နဲ့ဆိုတော့သူ့စာအုပ်မှာစာဖတ်စေခြင်းနဲ့ရည်ရချက်လည်းအထားမြောက်တယ်လို့သူ့ပစ္စည်းတောက်ရှာမှုအတွက်လည်းအထားမြောက်တယ်ပေါ့နော် IQ တက်တယ်ပေါ့နော် quite interesting his selling methods so when I today when I had meet it's quite interesting point on how to make a business with the so ရည်ချက်လည်းကောင်းတယ်ပေါ့နော်ဆိုလိုတာစာအုပ်ကို I was an infant အပိုင်လိုချင်လို့လည်းရတယ်ငားလို့လည်းရတယ်ငားရင်တော့တပိုးစစ်လို့ထားခဲ့ရမယ်အပိုင်လိုချင်တော့သာဥတံမှုပေးထားခဲ့ပေါ့နော်သူကျွန်တော်ဒီသမတ10ဆောင်တဲ့စာအုပ်ကြောင့်တိတ်ကျွန်တော်အဖေစီကပဲသိရပါဘူးဒီနောက်ကပုံလေးဆိုလို့တော်တော်ခမ်းနာပဲဒီပြီးကျွန်တော်ဒီစာအုပ်ဒါရှေ့မျက်နှာဖုန်းဒါနောက်မျက်နှာဖုန်းဒီအတွင်းထဲမှာဆိုရင်ဗာလေးပါလာလဲဆိုတော့ဆိုဒီစာအုပ် review ပါကျွန်တော်ကြည့်နေတော့မင်းတို့မင်းကိုတော့ရှောက်လို့မင်းတို့မင်းအကြောင်းတော့ပါပါတော့ okay မင်းတို့မင်းအကြောင်းရယ်ပြီးတော့ဒီမှာဆိုလဲကလေးနဲ့ပတ်သက်တဲ့ဟာပါဘောအဲ့မှာဆိုကာကြီးခါဝေးအိမ်ကိုပြေးအပြေးမတက်ထမင်းငတ်မတ်တက်ရက်လို့လမ်းမှာခိုးပရွက်စိတ်ညူကြိုက်လို့ငိုဆူဆူဆဲဆဲအမေလဲခဲလို့နေလိုက်အဖေရိုက်မမိုက်တင်မီတို့တွေចောင်းသူသွားစုလေဆို This boy is quite interesting point I don't know who is drawing here အောင်ချစ်နော်ဗကြီးဆရာတော့အောင်ချစ်ဆိုရဆိုတော့ဘာသမတဆယ်ဆောင်လဲဆိုနာမည်တော်တော်ကြီးရလို့ကျွန်တော်ကြားဘူးပဲဒါပေမဲ့ကျွန်တော်မဖတ်ဖူးပေါ့နော်သူကျွန်တော်အနေနဲ့ဒီထဲမှာကဒီဗမာစာနဲ့ပတ်သက်ရေးပေါ့နော်အဲ့လိုစိတ်ဝင်စားစရာအချက်လေးတွေပါလို့ယူခဲ့တာပါသူကတော့ဟိုဖိတ်တရားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါတယ်နောက်ပြီးတော့တော်တော်များများပါပဲကျွန်တော်တို့လေးလုံးဆက်ဟာမျိုးတွေပေါ့နော်တယောက်ကိစ္စဂိုင်းတွေကြတော့ကြီးကြလျက်တာမနေတာဒီတက်ပါသမျှညီညာကြ Okay ဆိုလိုတာတော့ဆရာနေခင်အင်ဂျင်ညောင်ဆောင်လဲလျောင်းပုံပြူထို့သူထက်မှမနေရသည်မြင့်ရမသိမထိုင်နဲ့ဆိုတော့ကျွန်တော်လည်းဒီစာအုပ်ကိုဝယ်တာတော့ဒီဗမာစာနဲ့ပတ်သက်တဲ့စကားလုံးလေးတွေကိုမှလိုက်လေးလာခြင်းလို့ဝယ်ပြတာပါ Okay thank you guys see you on the next episode This bookseller is quite IQ did math, so I just want to shout out in my episode. Muchas gracias toda la gente para mi channel YouTube. Okay, see you. Hasta luego.